Okay. Tin Henry နဲ့ sorry. Tin KFC နဲ့ Tin KG နဲ့ Best of 2ပွဲစဉ်ကိုဖြစ်ပါတယ်ပထမဦးဆုံး Best of 1မှာတော့ Tin KG အနိုင်ရရှိသွားပြီးတော့ဒုတိယပွဲမှာဘယ်လိုအခြေအနေဖြစ်မလဲဆိုတာစောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်ဟုတ်တယ်လို့အဲ့အကြောင်းမို့မင်းတို့ဘာသာဘယ်လိုလုပ်ကြမလဲစဉ်းစားလို့ငါတော့ဒီမှာတယောက်တည်းပြောနေခေါ်လိုက်လေမင်းတို့ဒီဘက်မှာငါဒီမှာ gas နဲ့အမှန်ကန် recording လုပ်ကိုရီးယားဗိုလ်ချုပ်ကတော့အတန်မကြားရဘူးဆိုပြီးပြောပါတယ်ဘာမှမဟုတ်အတင်း 5 seconds till the enemy reaches the battlefield. Smash them. Rising ဟိုဘက်ကတန်ကလာကောင်းလေးတယောက်တော့ပြင်ရပြီ Well played, bro. Rising ပြင်ရနေတဲ့အချိန်မှာကိုရီးယားဗိုလ်ချုပ်မလုပ်ပြမလဲညဘက်ကိုစအိုးသွားတောင်းတယ်နဲ့မိုင်ဝမ်းနေမိုင်လေးလေးလေးရတယ်ဟာကိုရီးယားဗိုလ်ချုပ်တာပါပါတယ်ဂျက်တက်လိုက်ပြီဆိုတော့အကြောင်းလေးကြားပါတယ်ဒီကာကတော့ဒီလေအေးပြောလိုက်အိုင်ပါမပါကြောပေးပြီးဆော့တာလိုချင်းနေစေအတွင်းမှာဦးကြီးကကြက်သွားယူနေတဲ့အချိန်မှာပဲကလမလုံးပြမလဲပေါ်လမ်းမှာလည်းချင်းနေတင်းမှမှုရှိပါတယ်စကိုနဲ့ဆိုရီတို့နဲ့ဆိုရီနဲ့ဆိုအိုတို့နဲ့ချင်းနေတင်းမှမှုဖြစ်တဲ့အချိန်မှာဆိုရီခင်သွားရတယ်ဟိုကောင်ဆောက်ပတ်တစ်ချိန်ရလိုက်ပါတယ်ရှောပါဆိုရတယ် Red team hero has been slain. ဟောလည်းပါစင်းငယ်တွဲမှာချုပ်ပေးလိုက်ပါခရိုင်းသူကတော့ဟာလာ Team ဘူးလား hero has been slain. အောင်းမှာပါတယ်လို့အဲ့ချိန်မှာကိုရီးယားဗိုလ်ချုပ် level 3ကိုရီးယားဗိုလ်ချုပ် level 3နဲ့ဇန်ငယ်လာမှားယူလာခဲ့တဲ့နောက်ပိုင်းမှာကိုရီးယားဗိုလ်ချုပ်ဘာလို့ပြမလဲကိုရီးယားဗိုလ်ချုပ်ဖလေကာပေးလိုက်ပြီ Team hero has been slain. ငါလုံးမကိုရီးယားဗိုလ်ချုပ်ပါဒီလေနေငါလုံးမတော်နေတာပေါ်လမ်းမှာတရားမှတ်နေကြပါတယ်ကောင်းပိုင်နှကောင်စအိုနဲ့ဆိုရီလမ်းမတွေနဲ့ဒီကောနေနဲ့အောက်လမ်းမှာပရိုင်းစုကိုအချိန်နေအဲတော့မဝင်ပါဘူးစကေးတူစစ်စကေးပိုင်းနဲ့ပြတ်တယ် Team hero has been slain. ဒီဆန်းချင်းကိုရီးယားဗိုလ်ချုပ်ဒီ235把90အဲ့ချိန်မှာဆိုအိုနဲ့ပေါ်လမ်းမှာတော့အချိန်နေတင်းမှမဘာမှမဖြစ်သွားမနဲ့လက်ဖိတ်ဆိုင်ထိုင်မဲ့အကြောင်းဆွေးနွေးနေတဲ့အချိန်ဖြစ်ပါတယ်ဆိုဟိုနဲ့ဆိုဒီချစ်ကြီးကြားတယ်ကိုရီးယားဗိုလ်ချုပ်က retreat နဲ့ flicker နဲ့မှားယူလာလို့အစီအစဉ်တင်ဆက်ပေးတယ်ဆိုရီနဲ့ Red team hero has been slain. လဲမှာလဲကိုရီးယားဗိုလ်ချုပ်ရှင်းသွားတယ်အောက်လဲမှာတူငါဒီမှာ recording တွေပါယူနေတာမင်းတို့ပို့လိုင်းစုကိုဘာတွေလောက်ပြမလဲဒီကာကအကျက်သွားယူတဲ့အချိန်မှာညီမလိုကြီးတိုင်းစုကိုညီမလိုကြီးဖြစ်တယ်ဟာလို
မရှိဘူးငါလုံးမအပေါ်လဲဖတ်ဒီပေါ်လဲ EXP player ကောင်းလေးတယောက်ကတော့ Blue team hero has been slain. ကဲဒီလန်ရှင်းလေးကတော့စကေတူးလေးနဲ့ဝမ်းလေးနဲ့ဒီတော့လက်နေပါတော့ခွက်ဆေးသွားရပါတယ်ထိုးစဉ်အတွင်းမှာပဲစအိုနဲ့ဆိုရီနဲ့ရီကောအလှလေးတွေပြပြီးတော့ဘိုးကလည်း EXP တူတူကို200ကြီးများတော့ကွာနေတယ်နော်အားလောက်ပြအောင်လဲဘိုးလိမ့်200ရွှေလန်းပြီးသူဒီကားကအနိုင်မိပါပြီသူဒီကားက Red team hero has been slain. တော့နဲ့ရွှေကြိုးတွေရီကောပြနေတဲ့အချိန်မှာအားလာဘူးစားအားလုံးမှရွှေကြိုးလေးကွာ Slain. အားလုံးကိုရီးယားဗိုလ်ချုပ်ဒီနဲ့ဖလက်ကားနဲ့မှားယူရဲ့နောက်တော့မှတော့လာတော့ Hero has been slain. လုံးမဘူးတော့ငါလိုကစတားတော့ဘာလို့ပြောမှမသိBlue team turret has been destroyed. အဲ့ချိန်မှာလီးတွေဖြစ်တဲ့အချိန်မှာပတိုင်းစုကို Killing spree. ရွှေလန်းကတော့မှုတ်သွားပြီခေါနာတန်ပွဲစနေစဉ်မစနေစဉ်မှာတော့ဟိုကိုရီးယားဗိုလ်ချုပ်တယောက်ကတော့ကျွန်တော်ပါတဲ့အတင်နိုင်တယ်လို့တော့ပြောသွားတယ်ဒီနေ့အတွင်းမှာပေါ့နော်အဲ့ချိန်မှာဒီကောပြဖိကာနဲ့တကွက်ပြ Red တာ team လို့ hero has been slain. အိုင်လုံးပြမယ်ခါရပူဇာနဲ့ကိုရီးယားဗိုလ်ချုပ်ကဲလို့ကြည့်ပါမလားကဲလို့ကြည့်ပါမထီပါဘူးညီမတို့ကြီးပိုင်းမလိုက်တယ်ညီမတို့ကြီးပြတ်သွားတယ်လုံးနေကြတာမလို့ပါဘူးကိုကလည်း4510နဲ့2931နဲ့အမေပတိုင်းစုကိုဘာလို့လောက်ပြမလဲပတိုင်းစုကိုအားမလောက်ပြလို့မရဘူးပြေးနေရတာအဲဆိုမှကိုပြေးနေရမြင်လို့မကောင်းခြေနေရတော့ဖတ်တဲ့ EXP ကလည်းတာဝါ post နေပြီးတော့ဖတ်တဲ့ sorry ကလည်းမလိမ့်မှယူပြီးသိစားပြီးတော့ဘောလန်းကိုတိတ်တက်သွားပါတယ်လမ်းမှာ EXP နှစ်ကောင်မျက်နှာချင်းဆိုင်တွေးကြပြီဆိုတဲ့တော့Blue team turret has been destroyed. ကိုရီးယားဗိုလ်ချုပ်ပေါင်းမှတ်လာတယ်ဒီဘက်က1နဲ့ဖြစ်ကုန်မလားဒီဘက်က2တွေဖြစ်သွားမလားသူကတင်မဲ့တွေကုန်လာပြီကဲရိုလေးဝင်သွားတယ်အိုင်းပြက်တယ်အဲ့လိုပြင်းနေရမှာချုံမိုးလေးတဲ့ချဲရိုလေးပါသွားပြီနည်းနည်းလိုနည်းနည်းစောပါတယ် rising အားလုံးက rising နည်းစောပါတယ်ချဲရိုလေး2ရဲ့ပေါ်လမ်းမှာရွှေလန်း Blue team hero has been လမ်းလေးကနေ slain. ငန်းနေရပြီဒီကတာRed team hero ဝင်ချ has တာ been slain. ညီမတို့တကောင်ပြတ်သွားပြီအားလာကချဲရိုဒီဝါချဲသွားပြီ Monster kill. ကိုရ Blue ပူ team နေတယ် turret has been destroyed. ဒီကလီးပဲရှိပဲဘာမှမရှိတော့ဖလင်ကလည်းမရှိတော့ဒါသေသွားပါမှာကတာကို9000တော့ပြည့်နေတော့လေပြည့်တက်လို့ပြောပါကိုကြီးဆိုတော့ငါလို့အဲ့ကလေးကငါလို့စောက်တော့မကြောက်တိုင်ပွဲဝင်းပြန်ဦးမှာငါလီပို့ပြနေတာအိုးမဲတော့ငါလီကိုချိန်မှာ blind စုကိုချိန်မှာ
မှာ prime ဆိုကိုဘိုးလေးကိုစကေး1လေးနဲ့အင်းပြစ်ပြီးတော့ဘာခါလဲတော့မသိစားရတယ်တစ်တော့မှလည်းမမြင်ဘူးအဲ့လိုစားနီးစကေး1အလုံးလေးပုတ်ကောင်လည်းဦးကြီးကလည်းခြုံဆန်းတယ်မင်းအာဒီမေကြီးနဲ့ဘူးမှမရှိဘူးငါလေးနှစ်ကောင်သားနိုင် Blue ဘူး team ကြောက်နေလား turret has been destroyed. ဘေးစစ်တက်လေးနဲ့နှိမ့်နေဟုတ်လေဒါတွေကမင်းတို့မြင်ရတဲ့ဘက်တည်းကိုငါပြောရလေလိုက်နေတယ်ထိုးစင်အတွင်းမှာကိုရီးယားဗိုလ်ချုပ်ဗစ်ရှင်ခါလာဘူးလားရှဲတော့ရီဗီဝါကိုပြတ်သွားတယ်ဗီထရီရီကို Blue team turret has been အဲ့ဒီမှာ destroyed. စအိုအာဒီမကြီးဖွင့်တယ်ဦးကြီးကောက်အမဲရချီရလိုက်အောက်လိုက်တယ်လည်းမနိုင်တော့ပါဘူးအားလို့ချက် Do you mean it? ဘိုးတဲ့အစီအစဉ်တင်ဆက်နေတဲ့အချိန်မှာကိုရီးယားဗိုလ်ချုပ်ရဲ့နေရာအကြောင်းသိန်းတော့လို့ကြားတင်ကြားထားပါတယ်နောက်ဆုံးသတင်းတင်ဆက်မှုအနေနဲ့ကိုရီးယားဗိုလ်ချုပ်အာယုံနဲ့ထွေပြ Red team hero has been slain. Legendary. ပြောနေတဲ့ Double ဟိုပါ kill. Blue team ဟို turret ထဲမှာ has ဖက်တီ been destroyed. ချက်ကြီးမဲကြီးရောလက်မထောင်ပြီးခင်ရတယ်သူများတာဝါဒီဒီမပါတဲ့အချိန်မှာလက်မနဲ့ထားကြတယ်လက်မနဲ့ဟိုကျမှစအိုးနှစ်ချက်ပဲရိုက်သွားပါတယ်ဒီတိုင်းမှာကောင်းမွန်လောက်ပါတယ် spec casting တနာညတာတဲ့ဟိုက်ပါလေးတော့တစ်ခါဝင်ပြီးတော့ဖင်ရပေးလိုက်ပါတယ်စအိုးရှိဒီချိန်မှာ fatty ဘာလို့ပြမလဲတင်းအတွက်ရေးကြီးတဲ့ fishy ဘယ်လိုဖော်ပြပေးသွားမလဲအလုံးမ fatty ရတော့ဟုတ်တော့အောက်လမ်းမှာကိုလေး Blue team hero has been slain. တင်းပတ်တဲ့ဆိုင်နေတဲ့အချိန်မှာဟိုမလုံးမ fatty ကသူ့ဘက်တူစားနေပါတယ်ကျေးဇူးစအိုနဲ့ဖက်တီထိတ်တိုက်တွေးဆုံတဲ့နောက်ပိုင်းမှာထိတ်တိုက်ထိတ်ဆုံတဲ့နောက်ပိုင်းမှာဗားတက်သွားမယ်သွားမှာရဒီနော်ဘိုင်ဝမ်နော်အေးပြောပြရတယ်ဘိုင်ဝမ်နော်ဘိုးမတော်လာဒါဝင်သွားတယ်ငါလို့စတန်နဲ့မရှိငါဒီတိုင်းနဲ့ဆိုပြီးတော့နောက်ပွဲကစ်ကိုရီးယားရွှေချိုးလေးကလည်းပန်းသေးပါပြီတော့9ခါတော့မထောင်နိုင်တော့ဘူးရွှေချိုးလေးပန်းသေးနေမထောင်နိုင်တော့ဘူး Red team turret has been destroyed. ရွှေချိုးလေးဘူးမစမိတဲ့နေတယ် Blue team base turret has been ဆာလာဘူးက destroyed. share လို့ဝင်မသွားဘူးဒီကိုယ်စမှာ Red team hero has been slain. ကိုရီးယားဘူဂျိုကြီးနဲ့ရွှေချိုးလေးနဲ့ပြစ်ခွဲနေလေဂိမ်းဆိုရင်တော့သူတို့ damage ကိုမခံနိုင်တော့ဘူးထင်ပါတယ် Red team turret has been destroyed. ကိုရီးယားဘူဂျိုတစ်ချက်ပြစ်တယ်မထီပါဘူးဘောင်းနေရှော့ကာနဲ့လည်းမထီပါဘူးအင်မတန်ဂျီနူးဘူးကောင်းတဲ့မြင်ဝင်လေးတစ်ခုဖြစ်ခဲ့ပါတယ်ကိုချိန်မှာဥဂီဂါဂါသူ့မေပြေးပေးသွားထုတ်ခိုင်းနေပြီထင်ပါတယ်စီဇန်နေဆက်နေတဲ့အတွင်းမှာပဲပြန်ဝင်လာပြီဥဂီဂါဂါအဲ့ကောင်ထွက်သွားလားဟာအဲ့ဆိုရင်8000အဲ့ကောင်ထွက်သွားတော့ကိုက8919တဲ့ရွှေနေတဲ့လူငယ်လေးတချို့ကတော့ပေးတယ်တူးလို့ပြောတာပဲ Red team hero has been slain. โอ้เจ๊ကြီးစမိုးချုပ်ဖက်တီကိုဖြုတ်ပြီးငါလုံးမရွှေရိုးလေးရှော့အာဘူးဒါလည်းဝင်ရှော့အကုန်ရှော့ငါဒီကစားကောင်းနေတော့ညာ Blue team hero
Mama has show. been slain. ကိုရီးယားဘူဂျုံချက် Blue team base turret has been destroyed. ကိုရီးယားဘူဂျုံချက် main China PC ဒစ်လေဝါဒီပွဲကတော့လုံးဝအဖက်ဆက်လို့မရတော့ပြန်ဝင်သွားအောင်ပါဟာရာဘူကပန်းနဲ့ပြက်တယ်သူပြက်သွားတာရှုံးသွားတယ်ကစနာတော့တိတ်မပြောကြဘူးကြီးနေကစနာတိတ်မပြောကြဘူးကြီးနေပါလေ